အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကကျွန်တော်တို့ရဲ့ရေရှည်ဘဝရည်မှန်းချက်တွေကိုအကဲဖြတ်ပြီးအကောင့်အထည် for တဲ့နေရာမှာငွေချေးအရေးမြစ်တွေကိုဘယ်လိုသုံးကြရတယ်လဲဆိုတဲ့နောက်ွယ်ကစိတ်ပညာအကြောင်းကိုတူတူလေ့လာကြည့်ကြပါဗျာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းဆိုတော့ကဲဆက်လိုက်ကြအောင်ဒီနေ့တွားမဲ့လမ်းကြောင်းလေးတွေကိုအရင်ကြည့်လိုက်အောင်ဗျနံပါတ်1ကစာရင်းစရာနေမဟုတ်တဲ့ဇလန်းများနှစ်ကတော့ကုလားထိုင်တဲ့လူမှုအဆင့်အတန်းသုံးနေနဲ့လူမှုရေးအကျွဲရဲ့ဝင်ထိုးဝင်ဖို့လေးကအဆင့်အတန်းထက်အထုံဝင်မှုနောက်ဆုံးနံပါတ်5ကတော့မိမိတန်ဖိုးထားမှုနဲ့အညီထုံဆွဲခြင်းဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်အချောတိုက်တင်ချာတဘောတရားတွေကနေတကက်ကိုပိုင်ပေါ်ကပြည့်စုံမှုစီကိုတွားမဲ့ခီးစင်လေးပေါ့ဗျာအစမ်းနဲ့ဒီမဲဝန်းတွေကိုအရင်ဆုံးစဉ်းစားကြည့်အောင်ကျွန်တော်ရဲ့ငွေသုံးစွဲမှုပုံစံတွေကတကယ်ပဲကိုပိုင်ကြီးမှန်းချက်တွေကိုထန်ထပ်နေတာလားဒါမှမဟုတ်လို့အတိုင်းဝိုင်းကတတ်မှတ်ပေးထားတဲ့မျောလင်းချက်တွေကိုမျက်လုံးစုံမိတ်ပြီးလိုက်လုံနေတာများလားပြောရရင်ကိုကငွေကိုကိရိယာတစ်ခုလိုသုံးနေတာလားဒါမှမဟုတ်ငွေရဲ့ကြီးကျုံဖြစ်နေတာလားဆိုတာတကယ်ကိုမေးတဲ့မေးခွန်းပါပဲကဲပထမဆုံးအပိုင်းဖြစ်တဲ့စာရေးစရာများမဟုတ်တော့ဇလားများဆိုတာလေးကိုကြည့်လိုက်ကြရအောင်ဗျာကိုပိုင်ငွေချေးစီမံမှုဆိုလားငွေတွေစုဆောင်တဲ့တင်ချကစားပွဲတတ်ပဲလို့လူတွေကထင်တတ်ကြတယ်ဗျာတကယ်တော့အဲ့လိုမဟုတ်ပါဘူးစာရေးဆရာ Morgan Housel ပြထားတယ်လို့မျိုးငွေချေးဆိုလားဂိမ်းကရန်တွေနဲ့တိတ်မဆိုင်ပဲလူတွေကအောင်မြင်မှုနဲ့ပတ်သက်ပြီးကိုပြန်ပြောပြနေတဲ့နှဆိုင်တဲ့ကိုပိုင်ဇလန်းတွေနဲ့အများကြီးပိုဆိုင်နေတာတွေ့ရပါလိမ့်မယ်ဆိုလိုတာကငွေရေးဆိုတာတကယ်တော့ကျွန်တော်တို့ရဲ့စိတ်ပညာပါပဲကျောင်းဒီမှာသင်ရတဲ့ငွေချစ်စီမံမှုဆိုတာရှင်းလင်းပြတ်သားတဲ့ပုံတင်နည်းတွေပါတဲ့ဒီပံပညာရတစ်ခုပေါ့ဗျာဒါမဲ့လက်တွေ့ဘဝမှာငွေသုံးတယ်ဆိုတာကြတော့စိတ်ခံစားမှုတွေအများကြီးပါဝင်ပြီးလူတစ်ယောက်နဲ့တစ်ယောက်ဘလို့မှမတူနိုင်တဲ့ရှုပ်ထွေးလာတဲ့အမှုပညာတရားလို့ဆိုရမှာပါဒီချက်လေးကိုသဘောပေါက်ထားမှလူတွေရဲ့သုံးဆွဲမှုပုံစံတွေကိုကျွန်တော်တို့ဒေးကြနားလည်နိုင်မှာဖြစ်ပါတယ်ဒုတိယအပိုင်းဖြစ်တဲ့ကိုလားထိုင်နဲ့လူမှုအဆင့်အတန်းကိုဆက်သွားကြမယ်နော်လူများစုကအသက်အရွယ်ရလာပြီးအလွန်ကန်အတီးကျဖြစ်လာတဲ့အခါအောင်မြင်မှုနဲ့အဆင့်တန်းကိုပိတ်ဆန်သုံးပြီးပြသရမယ်ဆိုတဲ့ဖျားကြီးကိုတော်တော်များများခံစားကြရတယ်ဗျဥပမာတစ်ခုပြောပြမယ်နော်ဟိုတယ်တစ်ခုမှာချမ်းသာတဲ့စီးပွားရေးသမားတစ်ယောက်ကဒေါ်လာ20တောင်းပေးပြီးအထိုင်ကိုလားထိုင်တစ်လုံးဝယ်လိုက်တယ်ဗျဝန်ထမ်းတွေကကြောင်းသွားတော့ तू ကဘာပြောလဲဆိုတော့ကောင်းလေးတို့ငါပြီးတယ်ဒါယူတွေ့တရားကြားတယ်ဒါပေမဲ့ပိတ်ဆန်ရှိရင်ဒီလိုပဲလုပ်ရမယ်လေတဲ့လူဖွဲ့စည်းရဲ့မျောလင့်ချက်တွေတို့လူတွေဘလောက်တောင်အကန့်တဘောလိုက်နာနေရတယ်ဆိုတာဒါကအကောင်းဆုံးဥပမာပါပဲဒီနေရာမှာလုတ်ကိုလောက်ရမယ်ဆိုတဲ့စကားလုံးလေးကိုတတိထားကြည့်စေချင်တယ်တကယ်တော့လူတွေကပစ္စည်းတစ်ခုကိုဝယ်လိုက်လို့တကယ်ဖြော်ထားတာမျိုးမဟုတ်ဘူးဗျာလူအဖွဲ့အစည်းကချပေးထားတဲ့ပိတ်ဆန်ရှိရင်ဒါမျိုးလုပ်ရမယ်ဆိုတဲ့ဇာညွှန်းကြီးအတိုင်းလိုက်လုံးနေကြတာပါဒါပေမဲ့လည်းဒီလိုအစင်အတန်းလိုက်စားတာဟာယူမိုက်လို့တော့မဟုတ်ဘူးဗျ။ဘာလို့လဲဆိုတော့လူသားတွေရဲ့တဘာဝကအခြားသူတွေရဲ့ချစ်ခင်မှုနဲ့အာယုံစိုက်မှုကိုလိုချင်တဲ့နှဆိုင်တဲ့စန္ဒရှိနေလို့ပါပဲ။စီဝါရေးပညာရှင်အာဒမ်စမစ်တဲ့စာရေးဆရာအလန်ဒပေါ်တန်တို့ကလည်းထောက်ပြထားတယ်လေ။ကျွန်တော်တို့တွေဒီလောက်စူးစမ်းရုံကနေကြတာတကယ်တော့ပစ္စည်းဥစ္စာတွေလိုချင်လို့ထက်လူတော်တိုးပြီးအတိမဖြူခံခြင်းလို့ဖြစ်တယ်ဆိုတာညင်းမရတဲ့အမှန်တရားပါပဲ။အခုတတိယအပိုင်းဖြစ်တဲ့လူမှုရေးအကျွေးဤဝင်ထိုးဝင်ဖို့ကိုရောက်လာပါပြီအပြင်လူတွေအထင်းကြီးအောင်မဲရဟန်စောင့်နေရပြီဆိုရင်အဲ့နောက်ကွယ်မှာအရန်ကိုပင်ပန်းတဲ့ကုန်ကြစည်တွေရှိလာပါပြီအဲ့ဒါပေါ်လူမှုရေးကျွေးလို့ခေါ်တယ်ဗျစဉ်းစားကြည့်ဇင်ခံပစ္စည်းတစ်ခုဝယ်လိုက်ပြီဆိုပါစို့လူတွေကကိုယ့်အာယုံစိုက်လာမယ်အဲ့ဒီအာယုံစိုက်မှုကိုစက်ထင်ထားဖို့နောက်ပိုင်းကျရင်အဲ့ဒီထက်ပိုးစေးကြီးတဲ့ပစ္စည်းတွေထပ်ဝယ်ရတော့မယ်ဒါဟာလုံးဝကိုအဆုံးမရှိတဲ့ပြည့်စည်ကြီးပေါ်မှာမဲရမနာပြင်းနေရတယ်လို့မျိုးအင်မတန်ပင်ပန်းစရာကောင်းတဲ့ထောင်ချောက်ကြီးပါပဲဒါဆိုရင်ကိုပြန်မေးကြည့်အောင်ဗျာကိုကငွေကြေးကိုပျော်ရွှင်မှုအတွက်အသုံးဝင်တဲ့ကိရိယာတစ်ခုအနေနဲ့တကယ်ပဲအသုံးချနေတာလားဒါမှမဟုတ်လူမှုရေးအကျွေးတွေထဲမှာလုံးဝပိတ်မိပြီးငွေကြေးဆိုတဲ့တခင်ကိုပဲအလကအကျွေးပြုနေရတာလားဆိုတာစဉ်းစားစေရပါပဲကဲဒါဆိုဖြည့်ရှင်းနေရပါလေစတုထအပိုက်ဖြစ်တဲ့အစစ်အတန်းထက်အတုံးဝင်မှုဆိုတာကိုဆက်ကြည့်လိုက်အောင်ယင်းနှမြုံနမှုပညာရှင်ကြီး Warren Buffett ပြောဘူးတဲ့စကားလေးတစ်ခုရှိတယ်ဗျလူတွေမှာ inner scorecard လို့ခေါ်တဲ့အတွင်းစိတ်အမှတ်ပေးကတ်ရှိသလား outer scorecard လို့ခေါ်တဲ့အပြင်ပန်းအမှတ်ပေးကတ်ရှိသလားဆိုတာအရေးကြီးတဲ့အတိပ္ပယ်ကကိုယ်ပိုင်ဆိုင်မှုတွေကိုသူစိမ့်တွေကအထင်ကြီးနေပေမဲ့ကိုယ်ရင်ထဲမှာတကယ်မပြောရတာကကောင်းသလားဒါမှမဟုတ်ဘယ်သူမှ group မဆိုင်ပေမဲ့မနဲ့မိုးလင်းတိုင်းကိုယ်စိမ့်ထဲမှာလုံးဝကိုအေးချမ်းပျော်ရွှင်နေတာကပိုကောင်းသလားပေါ့ဗျာဒီလိုတွေးကြည့်လိုက်တာကတကယ်ကိုအမြင်ကျသွားစေပါတယ်ပစ္စည်းတစ်ခုရဲ့တကယ်အသုံးဝင်မှုကိုဦးစားပေးတာဟာဘာလို့အရေးကြီးလဲဆိုရင်သူကကျွန်တော်တို့ကိုအတုအယောင်ဟန်ဆောင်ရတဲ့ prime ခွေးကြီးကနေကာကွယ်ပေးလို့ပါပဲအသုံးဝင်မှုကိုကြည့်မယ်ဆိုရင်ကိုယ့်ရဲ့စစ်မှန်တဲ့ဆက်လက္ခဏာကိုဖော်ပြခွင့်ရမယ်သူများရဲ့မျောလင်းချက်တွေတော့လက်နေစရာမလိုတော့ဘူးပြီးတော့ရေရှည်တည်တံတဲ့ပျော်ရွှင်မှုကိုလည်းရစေပါတယ်
ဘယ်တော့မှအနိုင်မရနိုင်တဲ့အဆင့်တန်းပြိုင်ပွဲကြီးကနေလွတ်မြောက်သွားတာပေါ့ဗျာ နောက်ဆုံးအပိုင်းဖြစ်တဲ့တန်ဖိုးထားမှုများနဲ့အညီသုံးဆွဲခြင်းကိုတွားကြရအောင် ဘဝမှာတကယ်လွတ်လပ်ပြီးပျော်ရွှင်ဖို့အတွက်လက်တွေ့လွတ်လွတ်ရတဲ့အဆင့်၃ဆင့်ကိုပြောပြမယ်ဗျာနံပါတ်1ကိုယ်သဘောကျရုံတက်တက်အရာတွေနဲ့တကယ်လိုချင်တဲ့အရာတွေကိုတေချာခွဲခြားပါနံပါတ်2အသက်အဆန်းတဲ့စမ်းသက်ကြည့်ဖို့ဝန်မလဲပါနဲ့လိုအပ်ရင်စိတ်ကူးပြောင်းနိုင်စွမ်းကိုတန်ဖိုးထားပါနံပါတ်3လူတွေချင်းကြည့်ဖို့တလက်ကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုအများအားပို့ပြီးဦးစားပေးပါဗျာဒါတွေကနေ့စဉ်ဘဝမှာတကယ်အသုံးဝင်တဲ့အချက်တွေပါ ဒီနေရာမှာကျေပြင်းသောကရော့နဲ့တင်းကျပ်သောစကားဆိုတဲ့သဘောတရားလေးကိုတွေ့ကြည့်ပါဆိုလိုတာကအတွေ့အကြုံတစ်တွေကိုကြေပြင်းပြင်းစမ်းသပ်ကြည့်ပါဒါပေမဲ့ကိုယ့်ကိုတကယ်ပျော်ရွှင်မှုမပေးနိုင်တဲ့အရာတွေပေါ်မှာငွေသုံးနေတာမျိုးကိုတော့ပြက်ပြက်သားသားကိုဖျက်ချလိုက်ပါဥပမာကိုကအဝတ်စားကိုရင်ကျိတ်တယ်ဆိုအဝတ်စားမှာကောင်းကောင်းသုံးကားကလို့တာမှန်ပဲစီတာမျိုးပေါ့ဗျာအဓိကကကိုယ့်အတွက်အလုပ်ဖြစ်မဲ့စနစ်တစ်ခုကိုတိစောက်ဖို့ပါပဲ နောက်ဆုံးအနေနဲ့ဒီမိကုံးလေးကိုမင်းညီကုံချုပ်ချင်ပါတယ်ဗျာအခုကျွန်တော်တို့တောင်းနေတဲ့ငွေကြေးတွေဟာစစ်မှန်တဲ့လွတ်လပ်ရေးကိုဝယ်ယူနေတာလားဒါမှမဟုတ်လူအတိုင်းဝိုင်းရဲ့မျောလင့်ချက်တွေဆိုတဲ့အချင်းထောင်ကြီးကိုကိုယ်တိုင်တိဆောက်နေတာလားကျွန်တော်ရဲ့ရွေးချယ်မှုတွေကဘယ်လမ်းကြောင်းကိုသွားနေလဲဆိုတာတေချာလေးစမ်းစစ်ဖို့လိုနေပါပြီအဆုံးထိလိုက်ပါနားဆင်ပြတဲ့ကကျေးဇူးများကြီးတင်ပါဗျာ